ဒီနေ့သင်ခန်းစာလေးမှာလေ့လာမှာကတော့ syllables ဖြစ်ပါတယ်။ကျမတို့ syllables ဆိုတာကိုနားလည်သဘောပေါက်ဖို့အတွက်ကိုဥပမာလေးနဲ့ရှင်းပြပေးသွားပါမယ်။အဲဒီဥပမာလေးတွေကိုတည်တည်ချာချာလေးနားထောင်ပြီးတော့လိုက်ပြီးတော့လေ့ကျင့်တယ်ဆိုလို့ရှိရင် syllables ဆိုတဲ့သဘောတရားကိုနားလည်သဘောပေါက်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့စလိုက်ပါမယ်။ Okay ဆိုတော့ကျမတို့ပထမဆုံးအနေနဲ့ပုံလေးကိုကြည့်ပါမယ်။ပုံလေးမှာမြင်တွေ့နေရတာတော့ရေဖြစ်တယ်ပေါ့နော်။ရေကိုကျမတို့ English လို့ဘယ်လိုခေါ်လဲဆိုရင်အားလုံးသိတဲ့အတိုင်းပဲ water လို့ခေါ်ပါတယ်။ဆိုတော့ကျမတို့ဒီ water ဆိုတဲ့အတန်ကိုထွက်လိုက်တဲ့အခါမှာကျမတေချာလေးပြန်ပြောပြပေးပါမယ်။တေချာလေးနားထောင်ပေးပါ။ water ဆိုတော့ကျောင်းသားအတန်ဘယ်နှတန်ကြားလဲလို့ကျမကမေးချင်ပါတယ်။ကျမပြန်ပြောပြပေးချင်ပါတယ်။ water Okay ဆိုတော့ကျမလုပ်ပြပေးပါမယ်။ဒီချာလေးနားထောင်ပေးပါ။ Okay ဆိုတော့ဒီအတန်လေးကိုထပ်နားထောင်ပေးပါ။ဘယ်နှတန်ကြားလဲOkay ဆိုတော့ကျောင်းသားလည်းသိပြီလို့ယူဆပါတယ်။အတန်နှစ်တန်ကြားပါတယ်။အဲ့ဒီအတွက်ကြောင့် water ဆိုတဲ့စကားလုံးရဲ့အတန်က syllables အနေနဲ့ပြောမယ်ဆိုရင်နှစ်ခုရှိပါတယ်။ကျောင်းသားကျောင်းသူတွေအနေနဲ့ပို့ပြီးတော့မြင်ရောင်တာလွယ်အောင်လို့ကျွန်မမြင်းလေးတွေတာပြပေးထားပါတယ်။မြင်းချောင်းတစ်ချောင်းကိုအတန်တစ်တန်ထွက်ပါတယ်။ဆိုတော့ water ဆိုတော့အတန်နှစ်တန်ထွက်တဲ့ကြောင့်မြင်းချောင်းကိုနှစ်ချောင်းတာပြပေးထားပါတယ်။ water နှစ်တန်ထွက်တာဖြစ်ပါတယ်။ဒါဆိုရင်တော့နားလေသဘောပေါက်ပြီလို့ယူဆပါတယ်။ပို့ပြီးတော့နားလေသဘောပေါက်စီဖို့အတွက်ဥပမာလေးတွေထပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ဒီဥပမာလေးကိုထပ်ကြည့်ပါမယ်။ကျမတို့ခုမြင်တွေ့နေရတာကတော့ကျမတို့ရဲ့မြန်မာနိုင်ငံအလံဖြစ်ပါတယ်။ဆိုတော့ဘယ်နိုင်ငံလဲလို့မေးမြန်မာဆိုပြီးတော့ကျမတို့ပြန်ဖြေပါတယ်။ဆိုတော့ကျမတို့ရဲ့နိုင်ငံမြန်မာဆိုတဲ့နာမည်မှာ syllables ဘယ်နှခုပါတယ်လဲကျောင်းသားတစ်ချက်စဉ်းစားကြည့်ပေးပါ။မြန်မာ Okay ဆိုတော့ကျောင်းသားသဘောပေါက်ပြီလို့ယူဆပါတယ်။အဖြေကတော့ကျောင်းသားသိတဲ့အတိုင်းပဲမှန်ပါတယ်မြန်မာဖြစ်တဲ့ကြောင့် syllables ကနှစ်ခုဖြစ်ပါတယ်ဒီအတွက်ကြောင့်မြင်းချောင်းကိုကျွန်မနှစ်ခုတာပေးထားပါတယ်ဒီနေရာမှာကျမတို့ကကျွန်မရှင်းပြတာကိုပဲနားထောင်တာမျိုးမဟုတ်ဘဲနဲ့ကျောင်းသားကဗီဒီယိုခဏ pause လုပ်ပြီးတော့ live ပြောကြည့်တာမျိုးကိုလုပ်ပေးပါလို့ကျွန်မပြောချင်ပါတယ်မြန်မာဆိုရင်ခဏလေး pause လုပ်ပြီးမြန်မာဟုတ်ကောဟုတ်ရဲ့လားတကယ်နှစ်တန်လား okay ငါထွက်ကြည့်မယ်ဒီလိုလေးတွေးပြီးတော့တစ်ချက်ပြောကြည့်ပါ water ဆိုရင်လည်းနှစ်ခုဟုတ်လားစဉ်းစားကြည့်เนาะပြီးတော့ရင်ခဏလေးဗီဒီယို pause လုပ်ပြီးတော့ကိုအနီးနားပတ်ဝန်းကျင်မှာရှိတဲ့ကို English လို့သိတဲ့စကားလုံးတွေကိုပြောကြည့်ပါပြောကြည့်ရင်သူတို့မှာလည်း syllables ဘယ်နှခုရှိလဲဆိုတာကိုလည်းလိုက်ပြီးတော့မှတ်ကြည့်ပါတွေးကြည့်ပါလို့ကျွန်မကပြောချင်ပါတယ်Okay ဒါဆိုရင်တော့ syllables ရဲ့သဘောတရားကိုတော်တော်လေးသဘောပေါက်ပြီလို့ယူဆတယ်။ကျွန်တော်နောက်ထပ်ဥပမာတစ်ခုထပ်ပြီးတော့ကြည့်ပါမယ်။ပို့ပြီးတော့သဘောပေါက်စေဖို့အတွက်ဖြစ်ပါတယ်။အခုမြင်တွေ့နေရတာကတော့စင်ကာပူဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီနိုင်ငံစင်ကာပူကိုကျွန်တော်တို့အတန်ဘယ်နှတန်ထွက်တယ်လဲဆိုတော့အကြောင်းသားတစ်ချက်စဉ်းစားကြည့်ပါ။ကိုယ်တိုင်လည်းပြောကြည့်ပါဘယ်နှတန်ထွက်တယ်လဲတွေးကြည့်ပါ။ Okay စင်ကာပူဘယ်နှတန်ထွက်တယ်လဲစဉ်းစားကြည့်ပါ။အဖြေကတော့ဒီနိုင်ငံရဲ့အတန်အတွက်ကစင်ကာပူဖြစ်ပါတယ်ဆိုတော့အတန်အနေနဲ့တွက်ကြည့်မယ်ဆိုရင်တော့စင်ကာပူသုံးခုဖြစ်ပါတယ် syllables သုံးခုပါဝင်ပါတယ်စင်ကာပူဖြစ်ပါတယ်ဆိုတော့ syllables ရဲ့သဘောတရားကိုကျောင်းသားကျောင်းသူတွေအားလုံးလည်းတော်တော်လေးကိုသဘောပေါက်နေပြီလို့ယူဆပါတယ်ဆိုတော့ဒီနေရာမှာရပ်မနေပဲနဲ့ကျွန်မဆောနာပြောသလိုပဲကိုသိတဲ့စကားလုံးလေးတွေကိုပြောကြည့်ပါOkay ပြီးသွားရင်တော့ကျောင်းသားကျောင်းသူတွေပို့ပြီးတော့နားလဲသဘောပေါက်ပြီးတော့မှတ်မိစေဖို့အတွက်ကိုကျမတို့လေ့ကျင့်ခန်းတွေပြုလုပ်သွားပါမယ်။လေ့ကျင့်ခန်းကကိုယ်တိုင်ရေးရတာတွေလည်းပါဝင်တယ်၊ဖတ်ကားတာတွေလည်းပါဝင်တယ်၊ listening ပြုလုပ်ရတာတွေလည်းပါဝင်ပါတယ်။ဒါဆိုရင်ကျမတို့စလိုက်ပါမယ်။ Okay ဒါဆိုရင်ကျမတို့ဒီလေ့ကျင့်ခန်းလေးကိုစပြီးတော့မလုပ်ခင်လုပ်တဲ့ပုံစံလေးကိုကျမရှင်းပြပေးပါမယ်။ How many syllables are there? ဒီမှာပါဝင်တဲ့ syllables တွေဘယ်နှခုရှိသလဲဆိုတာကိုကျောင်းသားကရေးပေးရမှာဖြစ်တယ်ပေါ့နော် Right
ရေးရမယ်ဘယ်နှခုလဲ2ခုပါရင်2ခုရေးမယ်3ခုပါရင်3ခုရေးမယ်4ခုပါရင်4ခုရေးမယ်ဆိုတော့ကျွန်မအနေနဲ့ပြုလုပ်စေချင်တာကဒီထဲမှာပါဝင်တဲ့စကားလုံးတွေကိုကိုကစာအုပ်မှာရေးလိုက်ပါဒီပုံထဲမှာပြထားတဲ့အတိုင်းပဲ ABCD EFG ဒီလိုပုံစံမျိုးအားလုံးကိုလိုက်ပြီးတော့ကူးရေးလိုက်ပါသူပြထားတဲ့နိုင်ငံတွေကိုလည်းသေချာအကုန်ကူးရေးပါကူးရေးတဲ့နေရာမှာစာလုံးပေါင်းတွေကိုတည်တည်ချာချာမှန်ကန်အောင်ကူးရေးပါတစ်လုံးမှမကြံခဲ့ပါစေနဲ့တည်တည်ချာချာကူးပြီးတော့ရေးပါလို့ကျွန်မပြောချင်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကူးပြီးတော့ရေးပြီးပါပြီးမှသာလျှင်ဒီဗီဒီယိုကိုထပ်ပြီးတော့ပြန်ကြည့်ပြီးပါခဏလေး pause လုပ်ပြီးတော့အခုကူးရေးစေချင်ပါတယ်Okay ဆိုတော့ကူးရေးပြီးသွားပြီလို့ယူဆပါတယ်ပထမဆုံးကျွန်မအနေနဲ့ A ကိုရှင်းပြပေးမယ်ပေါ့နော် A ဆိုတဲ့စကားလုံးမှာကျွန်မတို့အတန်အတွက်ကိုသူမှန်းပြီးတော့ထွက်ကြည့်ထားတယ်ထွက်ကြည့်ထားတဲ့အခါမှာအဖြေက3တန် syllables 3ခုရှိတယ်ဆိုပြီးတော့သူကယူဆတယ်အဲ့ဒီအတွက်ကြောင့်3ဆိုပြီးရေးထားတယ်ပေါ့နော်ဆိုတော့သူ့ရဲ့အတန်အတွက်ကဘယ်လိုဖြစ်မလဲကျောင်းသားတစ်ချက်မှန်းကြည့်ပါပြီးသွားတော့ဒီ ABCDEFG ကနေပြီးတော့အားလုံးပေါ့ဒီမှာပါဝင်တဲ့စကားလုံးတွေအကုန်လုံးကိုကျောင်းသားကအတန်ထွက်ကြည့်ပါစူးစမ်းပြီးတော့အတက်နိုင်ဆုံးထွက်ကြည့်ပါအတက်နိုင်ဆုံးမှန်ကန်အောင်ထွက်ကြည့်ပါဒီနေရာမှာအတန်အတွက်ကမှားတာလည်းဖြစ်နိုင်တယ်မမှန်တာလည်းဖြစ်နိုင်တယ်လုံးဝလွဲနေတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ပြဿနာမရှိဘူးကျောင်းသားမှန်းပြီးတော့အတန်ထွက်ကြည့်ပါတန်ထွက်ကြည့်ပြီးသွားရင်ကိုထင်တဲ့စကားလုံးကိုရေးထားပါနှစ်လို့ထင်နှစ်ရေးပါသုံးလို့ထင်သုံးရေးပါလုံးဝပြဿနာမရှိဘူးဒါကျမတို့ဒီလေ့ကျင့်နေတဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မှားလည်းပြဿနာမရှိဘူးဒါဆိုရင်ကျမရှင်းပြတာကိုနားလည်သဘောပေါက်တယ်လို့ယူဆတယ်ဒါဆိုရင်ဒီဗီဒီယိုကိုခဏလေး pause လုပ်ပြီးတော့ကျမတို့ဒီစောနာအကြောင်းသားကိုရေးထားတဲ့စာအုပ်ထဲမှာကိုရေးထားတဲ့အတိုင်းကိုကျောင်းသားအတန်ထွက်ကြည့်ပြီးတော့ကျောင်းသားမှန်းပြီးတော့ကျောင်းသားထင်တဲ့နံပါတ်ကိုရေးပြီးတော့လေ့ကျင့်ပြီးပါလို့ကျွန်တော်ပြောချင်ပါတယ်။ဒါဆိုရင်ကျောင်းသားစလို့ရပါပြီ။ပြီးတော့မှဗီဒီယိုကိုပြန်ဖွင့်ပြပါနော်။ Okay ဒါဆိုလို့ရှိရင်လေ့ကျင့်ခန်းတွေကိုလည်းရေးကျင့်ပြီးသွားပြီလေ့ကျင့်ပြီးသွားပြီအဖြေတွေလည်းရပြီလို့ယူဆပါတယ်အဖြေတွေကအကုန်မှန်ရင်လည်းမှန်မယ်ဒါမှမဟုတ်ရင်နည်းနည်းမှားရင်လည်းမှားမယ်အကုန်မှားနေရင်လည်းမှားမယ်ပြဿနာလုံးဝမရှိဘူးအဓိကအားဖြင့်ငါမှားမှာပဲငါမှားရင်ဘယ်လိုလုပ်ကမလဲဆိုပြီးကြောက်နေတာထက်ဆိုင်ရင်ငါပဲနေရာလေးမှားသွားမလဲတေချာလေး focus လုပ်ပြီးသွားရင်အဲ့မှားသွားတဲ့စကားလုံးကိုတေချာလေးပြန်လေ့လာရင်ကျောင်းသားပို့ပြီးတော့တည်တည်တတ်တာတိုးတက်လိမ့်မယ်အမှားကိုကြောက်နေစရာမလိုဘူးဒါလေးကိုကျွန်မပြောချင်တယ် speaking လုပ်တဲ့အခါမှာလည်းဒီအတိုင်းပဲ pronunciation တွေထွက်တဲ့အခါမှာလည်းဒီအတိုင်းပဲငါပြောတာကြီးမှားသွားမလားမသိဘူး pocket က40ကြီးထွက်လာမလားမသိဘူး no you don't have to worry okay ဘာမှစိတ်ပူစရာမလိုဘူးလေ့ကျင့်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မှားပြောလေပြဿနာမရှိဘူးဒီလိုပြောလို့ကျွန်မကလေဘယ်လိုပြောမလဲပြင်မှာမှားပြောတာလည်းပြဿနာမရှိဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့တကယ်အပြင်မှာ native တွေနဲ့စကားသွားပြောတဲ့အခါမှာလည်းအနည်းငယ်မှားသွားရင်လည်းပြဿနာမရှိဘူးသူတို့ကနားမလည်ပြန်ပေးလိမ့်မယ်အဲ့တိုင်ကိုအတက်နိုင်ဆုံးစူးစမ်းပြီးပြောသူတို့ကနားလေတယ်အတက်နိုင်ဆုံးနားလည်အောင်သူတို့စူးစမ်းပြီးတော့နားထောင်လိမ့်မယ်ဒါလေးကိုကျွန်မပြောချင်တယ်ပေါ့နော်ဒါပေမဲ့စာမေးပွဲဖြေတဲ့အခါကျရင်တော့ဥပမာအဖြစ် British Council လိုမျိုးမှာသွားဖြေတဲ့အခါကျရင်တော့ pronunciation ကအရင်အရေးကြီးတယ်speaking ကအရင်အရေးကြီးတယ်စကားလုံးတစ်ခုကအတန်တိတိကျကျထွက်ဖို့လိုအပ်တယ်နည်းနည်းလေးလွဲလိုက်တာနဲ့အတိတ်ပဲမှားသွားတာမျိုးလေးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်စာမေးပွဲအတွက်ဆိုရင်တော့တည်တည်ချာချာလေ့ကျင့်ဖို့လိုအပ်တယ်တကယ်လက်တွေ့မှာစကားပြောတဲ့အခါမှာလည်းအကောင်းဆုံးပြောနိုင်အောင်လို့မလုပ်လို့ရလဲဆိုရင်အကောင်းဆုံးလေ့ကျင့်လို့ရတယ်မှားလည်းပြဿနာမရှိဘူး no problem เนาะဒါလေးကိုသိစေချင်တယ်ဆိုတော့ဖြည့်ပြီးသွားပြီလို့ယူဆပါတယ်ဒါဆိုရင်အခုဒီထဲမှာပါဝင်တဲ့စကားလုံးတွေကို native တွေဘယ်လိုဖတ်တယ်လဲဆိုတာကိုကျမတို့သိရဖို့အတွက်ကို listening ကိုကျမတို့အတူတူလုပ်ပါမယ်ဒါဆိုရင်တစ်ချက်လောက် listening လုပ်ဖို့အတွက် ready လေးပြင်ထားပေးပါ ready ဖြစ်ပြီဆိုရင်ကျမတို့စပါမယ် A. Japanese, B. Norwegian, C. Icelandic, D. Canadian, E. Portuguese, F. Finnish, G. Bulgarian, H. Polish, I. Brazilian,
J, Italian, K, Danish, L, Spanish, Okay ဒါဆိုရင်တော့ကျွန်မအဖြေလေးတိုက်ပြပါမယ်အဖြေလေးတွေအားလုံးကိုလည်းပြထားပြပါတယ်ဒီအဖြေလေးကိုကျောင်းသားတစ်ချက်တိုက်ကြည့်ပြပါမှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားမယ်ပြဿနာမရှိဘူးဒါပေမဲ့ကိုမှားတယ်ဆိုရင်မှားတဲ့အရာလေးကိုဒီကြလေးပြန်ကြည့်ပြီးတော့လေ့လာသုံးသပ်ပါလို့ကျွန်မပြောချင်ပါတယ် Okay A ကနေပြီးတော့ IT အဖြေလေးပေးထားပါတယ် A ဆိုရင် Japanese 3လို့ပြောထားပါတယ် B ဆိုလို့ရှိရင် Norwegian 3လို့ပြောထားပါတယ်ဒီအဖြေလေးတွေအားလုံးဒေချာလေးလိုက်တိုက်ပြီးပါတိုက်ပြီးသွားလို့ရှိရင်မှန်ရင်ကောင်းပါတယ်အကယ်၍မှားရဆိုရင်တော့ဘာကြောင့်မှားတာလဲဆိုပြီးတော့ပြန်ပြီးတော့သုံးသပ်ပါဒီနေရာမှာပြန်သုံးသပ်ပြီးသွားလို့ရှိရင်ကျမတို့ကိုကလိုက်ပြောကြည့်ပါပြီးပြန်တွေးပါပြန်မှတ်ပါလို့ကျမပြောချင်ပါတယ် Okay ဆိုတော့အကယ်၍မှားတဲ့စကားလုံးရှိရင်ဒါလေးကိုဒေချာလေးကြည့်ပြီးတော့ပြန်လေ့လာပြီးလို့ကျမယူဆတယ်အဲ့အတွက်ကြောင့်သူ့ရဲ့အတန်အတွက်ကဘယ်လိုမျိုးလဲဆိုတာကိုပြန်ပြီးတော့လေ့လာလို့ရဖို့ရယ်ပြီးတော့ syllables ဘယ်နှခုရှိလဲဆိုတာလေးကိုပြန်ပြီးတော့လေ့လာလို့ရဖို့ရယ်ကျွန်မ listening အတွက်ကိုနောက်တစ်ခါထပ်ပြီးတော့လုပ်လို့ရအောင်ဖွင့်ပေးပါမယ်ဒီတစ်ခါမှာတော့ကျွန်မကလုပ်စီချင်တာကဒေချာလေးနားထောင်မယ်ဒေချာလေး live မှတ်မယ်အဲ့ဒီအပြင်ကိုသူတစ်ခါပြောပြီးတာနဲ့ကိုကအနောက်ကနေ လိုက်ပြီးတော့ပြောပြီးတော့လေ့ကျင့်မိပါလို့ကျွန်မပြောချင်ပါတယ်ဥပမာပြင် finish ဆိုလို့ရှိရင်သူကပြောပြီးတာနဲ့ကိုကတပြိုင်နက်တည်း finish ဆိုပြီးတော့ကိုကလိုက်ပြီးတော့ပြောပြီးတော့လေ့ကျင့်ပါလို့ပြောချင်ပါတယ်ဒါက listening အတွက်လည်းထောက်ကူပြုသလိုနောက်ပြီးတော့ဒီ speaking နဲ့ pronunciation အတွက်ကိုလည်းတည်တည်တသားတိုးတက်စေပါလိမ့်မယ်လို့ကျွန်မကပြောချင်ပါတယ်ဒါဆိုရင်ကျွန်မတို့စလိုက်ပါမယ် A, Japanese, B, Norwegian, C, Icelandic, D, Canadian, E, Portuguese, F, Finnish, G, Bulgarian, H, Polish, I, Brazilian, J, Italian, K, Danish, L, Spanish, Okay ဒါဆိုရင်တော့ကျွန်မအနေနဲ့ယူဆတာကတော့ listening လုပ်တာတယ်မကဘဲနဲ့ကျောင်းသားကလိုက်ပြီးတော့လဲ speaking အတွက်ကိုလိုက်ပြီးတော့ပြောတာကိုလေ့ကျင့်တယ်လို့ကျွန်မအနေနဲ့ယူဆပါတယ်။တက်ပြီးတော့ပြောချင်တာကတော့လုံးဝလေ့ကျင့်ပါလုံးဝလိုက်ပြောပါလို့ကျွန်မပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မကကျောင်းသားကိုတခါတည်းဒီလေ့ကျင့်ခန်းတွေလေ့ကျင့်ပြီးသွားတာနဲ့တခါတည်းတိတိတတ်တာတခါတည်းမှတ်ပြီးတော့တိုးတက်စေချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါလေးတစ်ခုပြောချင်တယ်ပေါ့နော်။ပြီးတော့ကျွန်မတို့ဒီနေ့ဒီဗီဒီယိုသင်ခန်းစာလေးမှာလေ့လာခဲ့ရတာကတော့ syllables လေးတွေဖြစ်ပါတယ်ဆိုတော့ကျောင်းသားလည်း syllables ဆိုတာဘာကိုဆိုလိုတာလဲဆိုတာကိုကောင်းကောင်းသဘောပေါက်ပြီလို့ယူဆပါတယ်ဒီစကားလုံးတွေအပြင်ကိုကျွန်မအနေနဲ့ထပ်ပြီးတော့လုပ်စီချင်တာကတော့ကိုသိတဲ့စကားလုံး၅လုံးလောက်ကိုရှာကြည့်ပါကိုအနီးနားပတ်ဝန်းကျင်မှာဘာတွေရှိလဲကို English လို့ပြောတတ်တယ်ပြောနိုင်တဲ့စကားလုံး၅လုံးကိုရွေးကြည့်ပေါ့နော်ဥပမာဖြင့်ပန်ကာရှိရင်ရှိမယ် TV ရှိရင်ရှိမယ်ပဒံပေါက်ရှိရင်ရှိမယ်လိုက်ကာရှိရင်ရှိမယ်เนาะဥပမာပြပြတာပေါ့เนาะဖျောင်းနိုင်ရှိရင်ရှိမယ်ဒါကျမပါဇက်ကနေဥပမာပြပြနေတာပေါ့ကျောင်းသားပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအကုန်လုံးကို၅ခုလောက်ဆွဲပြီးတော့ကောက်နှုတ်ကြည့်လိုက်ပြီးတော့အဲ့ဒါကို English လို့ပြောကြည့်ပြီးသွားရင်အဲ့ဒီစကားလုံးလေးမှာကို syllables တွေဘယ်နှခုရှိလဲဆိုတာကိုလိုက်ပြီးတော့တွေးကြည့်ပါလိုက်ပြီးတော့ပြောကြည့်ပါဒါကတော့ extra ထပ်ပြီးတော့ပေးထားတာလေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင် syllables တွေရဲ့အကြောင်းအရာကိုကောင်းကောင်းမွန်သဘောပေါက်ပြီလို့ကျွန်မအနေနဲ့ယူဆပါတယ်ဒါဆိုရင်တော့ကျမတို့ဒီနေ့သင်ခန်းစာလေးကဒီလောက်ပါပဲပေါ့နော်ဒီ syllables တွေကိုသိထားတာက pronunciation အတွက်ကိုလည်းအများကြီးထောက်ကူပြုတယ် speaking ပြောတဲ့အခါမှာလည်းအများကြီးထောက်ကူပြုစီတယ်လို့ကျွန်မပြောချင်ပါတယ်ဆိုတော့ဒီချာလေးလေးလာပါလိုက်ပြီးတော့လေ့ကျင့်ပြီးလိုက်ပြောပါလို့ကျွန်မပြောချင်ပါတယ်
ဒါဆိုရင်တော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျမတို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ် Bye for now see you in the next video